မြန်မာတွေကဖျားတယ်တာတိတ်ဝါဒနာပါတာပတ်စံရှိရင်ဖျားတယ်တယ်ဘုန်းကြီးတွေလည်းဒီတိုင်းပဲပတ်စံရှိရင်ငကယုံဖျားအစု900 1000 2000အဲ့တော့စာပေနဲ့မညီဘူးအဲ့ဒါကဦးဇင်းတို့ပြောရတယ်နော်ဖျားတွေအများကြီးတယ်တာကုသိုလ်မရဘူးမဆိုလို့ဘူးနော်ဖျားတယ်တာကုသိုလ်ရတယ်ဒါပေမဲ့အကျိုးမများဘူးစာပေနဲ့လည်းမညီဘူးဦးဇင်းတို့ရဲရဲပြောရတယ်စာပေထဲမှာဘာပါတယ်လဲဆိုတော့အပဋိဋ္ဌိတဓိတာပါကေဆိုတာဇေဒီမရှိတဲ့နေရာမှာပဲတည်ရမှာဟုတ်ပြီနော်ဇေဒီဆိုတာဘယ်နေရာမှာတည်ရမှာလဲမရှိတဲ့နေရာမှာတည်ရမှာနော်ဗုဒ္ဓဘာသာဝင်တွေတော့ရှိတယ်ဒါပေမဲ့ဘုရားရှင်ကိုပူဇော်ခြင်းနဲ့ဘယ်လိုပူဇော်မှမသိဘူးအဲ့လိုဘုရားကိုပူဇော်ခြင်းပါတဲ့တန်းနဲ့ပူဇော်စရာမရှိတဲ့နေရာမျိုးမှာဇေဒီတည်ရမှာဘုရားတည်ရမှာဟုတ်ပြီနော်ကြွားတရားမှာတော့မှဇေဒီနှစ်စုမရှိသင့်ဘူးတဲ့စာထဲမှာပါတယ်နော်ဦးဇင်းတို့စကားမဟုတ်ဘူးထက်ကရာမှာတိုက်ရိုက်ပါတယ်ရွာတရားမှာတော့မှဇေဒီနှစ်စုမရှိသင့်ဘူးကုသိုလ်မရအောင်မပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကဲထားပါတော့ဇေဒီနှစ်စုရှိမယ်ဘာဖြစ်သွားတယ်လဲဆိုတော့လူတွေဟာဇေဒီနှစ်စုရှိရင်ဇေဒီနှစ်စုလုံးကိုပြည့်ပြည့်ဝဝမပူဇော်နိုင်ဘူးဟိုဘုရားကိုသွားမလို့လို့ဒီဘုရားသွားမလို့လို့လေအဲ့မှာရွေးလာပြီလေဟိုဘုရားကတကိုးကြီးတယ်ဒီဘုရားတကိုးမကြီးဖြစ်လာပြီမလားနော်ဖြစ်လာပြီဦးဇင်းတို့ရန်ကုန်မှာဆိုရင်လည်းရွှေတကိုးမှသွားချင်တာတခြားဘုရားမသွားချင်ဟုတ်တယ်မလားရွှေတကိုးကဘိုးတကိုးကြီးတို့လိုဖြစ်လာတာလေအဲ့တော့ဘုရားတဆူတန်းဆိုရင်တရွာလုံးကဝိုင်းပြီးတော့ပူဇော်နိုင်တယ်အကောင်းဆုံးပူဇော်နိုင်တယ်အသက်ပဲဆုံးပူဇော်နိုင်တယ်နှစ်ဆူရှိပြီဆိုရင်ဟိုဘုရားကိုသွားပူဇော်ရမလားဒီဘုရားသွားရမလားအဲ့တော့တဆူဖက်ကိုအာတန်သွားနောက်တဆူကဘာဖြစ်သွားလဲခြုံနေနဲ့နော်ယင်ကြီးတွေတန်းလို့ဖယားကိုပုံမှန်ဆုံးကတ်တဲ့လူလည်းမရှိဘူးပုံမှန်ပန်းပူဇော်တဲ့လူလည်းမရှိဘူးနော်ဖယားကိုလည်းတောက်တောက်ပြောင်ပြောင်မထားနိုင်တော့ဘူးဟုတ်တယ်မလားတတိထားကြည့်လိုက်အဲ့ကြောင့်ဦးဇင်းတို့အများနဲ့ပြောတယ်ရှိနေတဲ့ဖယားကိုပုံမှန်ဆုံးကတ်နိုင်အောင်ကြိုးစားအောင်လို့နော်ဆုံးမဝတဲ့ဖယားတွေအများကြီးပဲနော်ဒါစာပေထဲမှာပါတယ်နော်ဒါကြောင့်တဲ့ဖယားအများကြီးမတင်နဲ့နော်ရှိတဲ့ဘုရားကိုအကောင်းဆုံးပူဇော်မရှိသေးတဲ့နေရာဆိုရင်တည်တင်လားမတည်တင်ဘူးလားမရှိတဲ့နေရာဆိုတာကဗုဒ္ဓဘာသာတွေတော့ရှိတယ်ဟုတ်ပြီနော်အေးဘုရားစီတွေမရှိတဲ့နေရာပြောတာနော်ဗုဒ္ဓဘာသာလည်းမရှိဘူးပူဇော်မဲ့လူမရှိရင်လည်းကောင်းလားဘုရားတည်တယ်ဆိုတာကဗုဒ္ဓဘာသာဝင်တွေရှိတယ်ပူဇော်မဲ့လူရှိတယ်ပူဇော်စရာမရှိတဲ့အခါနားလည်ပြီနော်တချို့ကအဲ့လိုတောင်းရှိရင်စီတွေလိုက်တယ်လားဥစဉ်ဒီဘက်မှာမွန်ပြင်းနေတဲ့ဟိုခီးထွက်လာရင်တွေ့တယ်ဘုရားမရှိတဲ့တောင်မရှိဘူးရှင်တယ်တောင်တိုင်းမှာဘုရားရှိတယ်အဲ့ဒီဘုရားကိုဘယ်သူသွားပူဇော်လဲဆိုတော့ဘယ်သူမှမပူဇော်ဘူးရကုစုံနဲ့တည်းပူဇော်တော့မသိဘူးပေါ့နော်အဲ့တော့ဘယ်သူမှအဲ့တောင်ထိပ်ကိုမတက်နိုင်ပါဘူးနော်အဲ့တော့ဘာဖြစ်လို့လဲမသိဘူးတောင်ရှိရင်ဘုရားလိုက်တယ်ရတာကြီးပဲဆိုတော့ဦးဇင်းတို့ဒါကြောင့်ဒီဦးဇင်းတို့ဘီလင်းကနော်တောင်ဆုံးကဓမ္မဒုတဆရာတော်ကြီးအားလုံးကြားဖို့ကြမယ်ထင်တယ်နော်ပြန်တော်မူသွားပြီဆရာတော်ကြီးခဏပြောတယ်ဇေဒီတဲတယ်ဘုရားတဲတယ်ဆိုတာသာသနာတကွန်းထူတာတဲ့ဘာထူတာသာသနာတော်တွေထွန်းကားလာတဲ့အခါဗုဒ္ဓဘာသာဝင်တွေများလာတဲ့အခါပူဇော်စရာမရှိလို့ဘုရားကိုစားဓာတ်တော်ကိုဌာပနာပြီးတော့ဇေဒီတဲကြတယ်ဘုရားကိုစားစင်းလူတော်ထုပြီးတော့ဩဒိတဇေဒီနဲ့ပူဇော်ကြတာတဲ့အဲ့တော့ပူဇော်တဲ့လူတွေရှိတဲ့နေရာမှာပူဇော်စရာမရှိလို့သာသနာတကွန်ထူတဲ့အနေနဲ့ဇေဒီတဲတာဘုရားပူဇော်တာဒါကြောင့်ဦးဇင်းတို့ဘုရားဇေဒီဆိုတာကပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးနော်အေးပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးဒါစာပေထဲမှာပါတယ်ဒီနေ့ခေတ်ကဘာဖြစ်လို့လဲမသိဘူးပတ်စံရှိရင်ဘုရားတယ်မယ်ဇေဒီတယ်မယ်ဆိုတာကြီးပဲသာသနာတော်မှာပရိယပฏิပတ်အားထုတ်နေတဲ့တန်ဃာတော်တွေအများကြီးပဲအဲ့လိုပရိယတိအားထုတ်နေတဲ့တန်ဃာတော်တွေလိုအပ်တဲ့စာအုပ်စာတမ်းတွေလှူဒန်းလိုက်ပိုမကောင်းဘူးလားပိုအကျိုးများတာပေါ့တက်ရှိဘုရားတွေနော်စာပေသင်ကြားနေတဲ့ပို့ချနေတဲ့ဆရာတော်တွေကဘာဘုရားတွေလဲတက်ရှိဘုရားတွေအဲ့တက်ရှိဘုရားတွေကိုမေ့ပြီးနေကြတာနော်တက်ရှိဘုရားတွေမေ့နေကြတာအေးကောင်းပြီဒါကဘုရားတရားနဲ့ပတ်သက်ပြီးဒါစကားတစ်ခုနည်းနည်းကြားဖြတ်ပြောလိုက်တယ်နော်